ဒီနေ့ကတော့ထမင်းတုပ်ကလေးတုပ်စားမှာဖြစ်ပါတယ်ထမင်းမတုပ်ခင်မှာကြာစံနဲ့ခောက်ဆွဲကိုရင်ပြုတ်ထားပါတယ်အာလူတစ်လုံးနဲ့ကြက်ဥသုံးလုံးကိုလည်းပြုတ်ထားပါတယ်ကြက်သွန်နီနဲ့သခွားသီးလေးပါလှီးပြီးပြင်ဆင်ထားပါမယ်ဒါဆိုထမင်းလေးစတုပ်ပါတော့မယ်ခုနပြင်ဆင်ထားတဲ့အစားပလာအစုံလင်ကိုထည့်ပြီးပဲမုံလေးအရင်ထည့်ပါမယ်အချင်းအရသာလေးအတွက်မကြီးမကြီးလေးကိုသုံးထားပါတယ်ပြီးရင်ပဇွန်ချောင်းမုံလေးထည့်ပါမယ်စီချက်အဖြူလေးထည့်ပါမယ်စီချက်အနီလေးပါထည့်ပါမယ်ငပြာရီလေးထည့်ပါမယ်ကျက်သားမုံနဲ့အချိုမုံလေးထည့်ပါမယ်အကုန်လုံးကိုရုပ်စမမှုံအောင်နေပြီးရင်တော့အရသာရှိရဲ့ထမင်းတုပ်လေးတစ်ပွဲရပါပြီခင်ဗျာစီပြန်ရင်းတွေစားရတာယူလာတဲ့အခါဒီလိုမျိုးထမင်းတုပ်ကလေးတုပ်စားကြည့်ပါခင်ဗျာ